ပြဇာတိရဟောဗျာမြန်မာပြည်ကဇာတိဇာတိရကြတော့ဘုန်းကြီးတို့မလိုင်မိထီလာနာမိထီလာမလိုင်တင်မိထီလာနဲ့ဆက်တယ်မလိုင်နဲ့နည်းနည်းဝေးတယ်ဒါပေမဲ့မိထီလာမလိုင်နေထဲမှာပေါ့ခမည်းတော်မဲတော်တွေဟောဗျာရှိသေးလားဗျာရှိတယ်နာမည်တွေမိတ်မအောင်ဥကြည်တော်ဝင်းကြီးတဲ့ဒကာကြီးကဥကြည်ဒကာမကြီးကတော်ဝင်းကြီးသို့တော်သူတို့ကဖုံမွေးပြီးဒါနဲ့တပြိုင်နက်တည်းသူတို့ရှမ်းပြည်တောင်ပိုင်းတင်ပါဟဲဟိုပြောင်းသွားကြတယ်မှန်ဖုံအဖိုးတွေကဖုံမမွေးခင်တွေကဟဲဟိုမှာပြောင်းနေကြတယ်မှန်ဆိုတော့ဇာတိကတော့မလိုင်းတော့ဟုတ်တယ်နေရာကတော့ဇာတိကမရှိဘူးအိမ်နေပါညမှာမရှိဘူးဟဲဟိုတော့ရှမ်းပြည်ဟဲဟိုမှာပဲရှမ်းပြည်မှာပဲရှိတယ်ဒကာကြီးနဲ့ဒကာမကြီးကကုရတိအသက်ရှိပါသေးတယ်တက်ရှိထင်ရှားရှိပါတယ်ရှင်းပြဗမာပြည်မှာကျတော့ပရိယတ်တိပဲမှာစတင်ခဲ့ပါလေဘုန်းကြီးတို့ကတော့ပရိယတ်တိကမြင်းညံဆရာတော်ကြီးမြင်းညံကိုဆောင်ကျောင်းတိုက်နိုင်ငံတော်သံဃာမဟာနာယကဥက္ကဋ္ဌဖြစ်ခဲ့ပြီလေဘုန်းကြီးတို့အခုဥက္ကဋ္ဌဆရာတော်ကဆရာတော်စန္ဒီမာမင်းကျောင်းနော်မင်းကျောင်းရဲ့ရှေ့မှာကဗမောဆရာတော်ကြီးဗမောဆရာတော်ကြီးရဲ့ရှေ့မှာကမကွေးဆရာတော်ကြီးမကွေးဆရာတော်ကြီးရဲ့ရှေ့မှာမြင်းညံဆရာတော်ကြီးမြင်းညံဆရာတော်ကြီးရဲ့ရှေ့မှာကဘကိုးဆရာတော်ကြီးတင်ပါဗျာသံဃာနာယကထဲမှာဒုတိယမြောက်သံဃာနာယကပေါ့မှန်ပါဗျာပထမမြောက်သံဃာနာယကဥက္ကဋ္ဌဘကိုးဆရာတော်ကြီးမှန်ပါဒုတိယမြောက်သံဃာနာယကဥက္ကဋ္ဌကမြင်းညံဆရာတော်ကြီးတင်ပါဗျာဘုန်းကြီးတို့မြင်းညံဆရာတော်ကြီးရဲ့သားတပည့်ပါပဲမှန်ပါဗျာသားတပည့်ဆိုတော့ဆရာတော်ကြီးရဲ့မြင်းညံကိုဆောင်ကျောင်းတိုက်မှာစာသင်ရတယ်မှန်ပါဗျာအဲ့ဒီကနေလက်ရွေးစဉ်ရွေးလိုက်တဲ့အခါမှာရန်ကုန်တရတော်ကျောင်းတိုက်ကိုရောက်တယ်တရတော်ကျောင်းတိုက်မှာပရိယတ်တိမမကတစ်တော်ကျောင်းဆိုပြီးတော့ဘုန်းကြီးတို့မူလာတန်းကနေစပြီးတော့အကြီးတန်းထိအဲ့မှာအောင်တယ်မှာအဲ့ဒီကနေတခါမြင်းညံကိုဆောင်ကျောင်းတိုက်ကိုပြန်ရတယ်မိခင်တိုင်ရင်ကိုပြန်ပြီးတော့တခါဘုန်းကြီးကနည်းနည်းပေါ့ဗျာစာသင်တာနဲ့ပတ်သက်လို့နည်းနည်းလောဘလေးကြီးတယ်ပြောရမှာပေါ့နော်ဒါအဲ့ဒီတော့စိတ်ထားကိုပြောတာပါအခုတော့သိလောဘနည်းသွားဒီရောက်လာစာသိမသိရင်တော့ခက်တယ်အဲ့တော့ဘာလို့ဆိုတော့ဘုန်းကြီးတို့ယဟန်ဖြစ်တဲ့နှစ်မှာပဲပထမကြီးတန်းပြီးတော့ဓမ္မစရိယရောက်သွားတာဟုတ်ပဲမှန်ပါဗျာငငယ်လေးနဲ့ဓမ္မစရိယရောက်သွားတယ်ပြင်မဲ့စာကကိုပြောလောက်အောင်ကိုအားမရတော့ဘုန်းကြီးမန္တလေးမစိုးရင်တိုက်တဲ့မစိုးရင်တိုက်တဲ့မှာသွားပြီးတော့တခါတက်ကြသည်ဟာစာမေးဝဲပေါ့ဗျာသွားဖြေဖို့အတွက်လောက်တိုက်တယ်တင်ပါ4နှစ်5နှစ်လောက်ကြာမှာပေါ့တင်ပါဒါပေမဲ့ရလတ်တော့မရှိခဲ့ဘူးတင်ပါ result တော့မရှိခဲ့ဘူးစာတော့သင်ခဲ့ရပါတယ်ကောင်းကောင်းသင်ခဲ့ရပါတယ်အဲ့တော့မစိုးရင်တိုက်တဲ့ကနေတခါဟိုမြင်းညံဆရာတော်ကြီးတောင်တကုံနိကေကျောင်းတိုက်ဆိုပြီးတော့လေဘုန်းကြီးတို့ဟိုဟာရင်ကျေးမှုတက္ကသိုလ်နဲ့နီးရကတ်ရလေကြောချင်းကတ်ရအဲ့ဒီမှာနိကေကျောင်းတိုက်ကြီးဖွင့်တော့တခါဆရာတော်ကြီးပြန်ခေါ်တော့နိကေကျောင်းတိုက်ပြန်ရောက်ဒီလိုအဲ့ကျောင်းရောက်ဖို့တယ်ဟုတ်ရောက်ဖို့လိမ့်မယ်။ဆောင်းဆိုဘုန်းတော်ဆရာတော်ကြီးလက်ထက်ကတော့တော်တော်များများခုနဒီပညာရေးပိုင်းဆိုင်ရာရောအစိုးရပိုင်းဆိုင်ရာရောပေါ့နော်နှမျိုးလုံးဟိုဖြစ်ကြတယ်အဝန်ထွက်နေရှိကြတယ်လေမှန်ပါဗျာအဲ့ဒီနေရာတွေမှာစာသင်ပါတယ်အဲ့ဒီကနေတခါဓမ္မစရိယပြီးတော့ဒီလင်္ကာကလနိယပေါ့တင်ပါဗျာတင်ပါဗျာအချင်းချုပ်ပေါ့ဗျာမှန်ပါဗျာဝန်တာပါတယ်ဗျာအေးပေါ့ဒါကြောင့်ဟိုတကယ်တော့ခုနကပြောတဲ့အကြောင်းအကျိုးတွေကဘုန်းကြီးတို့ဒီမှာရေရှည်နေသွားခြင်းဟာလည်းသူအကြောင်းတွေအများကြီးဆက်ဆက်သွားတာနော်ထောက်ပံ့ပြန်ကြည့်လိုက်တော့လေမှန်ပါဗျာအဲ့ဒါနဲ့တခါဒီဘက်နာဂိတဘာစီကျောင်းက10နှစ်ပြည့်တော့ဒီကျောင်းကြီးတည်ထောင်လိုက်တာပဲကောင်းတယ်ဗျာဘာလို့လဲဆိုတော့ဒကာတော်မတွေလှူဒန်းထားတဲ့လူပဲဝဲထုလေးတွေဒကာကြီးတွေဒကာမကြီးတွေကဘန်လေးကျောင်းရဲ့သူတို့အဖွဲ့အစည်းတော့မဖွဲ့ရသေးတဲ့အဖွဲ့အစည်းဘန်မဟုတ်ပေါ့နော်ကျောင်းတိုင်းဘန်လေးလောက်ထားတယ်မှန်ပါအဲ့ဒီမှာစုထားလိုက်တော့ဂျပန်ယန်ငွေ12000ကျော်လောက်တော့အလှခံရရှိမှာပေါ့အဲ့တော့ဒကာကြီးတွေဘယ်လောက်ရှိတော့ဆို2000ကျော်လောက်တော့ရှိပါတယ်ဗျာဒါဆိုလို့ရှိရင်တော့ဘုန်းကြီးတို့ဒီ2000ကျော်မတည်ပြီးတော့ဒီတဲ့ခြေဝင်းနဲ့အခုလိုဈေးဒီပထိုးတွေတည်လို့ရတဲ့မြေနေရာလေးဘုန်းကြီးတို့ဖန်တီးကြရအောင်ကောင်းတယ်10နှစ်မြောက်တော့ဟိုက2009ခုနှစ်ဒါက2019ခုနှစ်10နှစ်မြောက်မှာဒီကျောင်းတိုက်ကြီးကိုဝယ်လိုက်တာပေါ့ဒီကျောင်းတိုက်ကြီးဖြစ်အောင်ဆောင်ရွက်လိုက်တာပေါ့တခါခုနပြောတယ်2000ကျော်မှတည်လိုက်တာမှန်ပါဗျာရှင်ပြတပည့်တော်ဇေဒီကိုဖူးရင်းနဲ့ဒီဇေဒီရဲ့ပုံတော်ကဟိုကဘာအေးပုံတော်လူနောက်တစ်ခါဒီအဲ့လိုပုံတော်တွေနဲ့ပေါ့ဇေဒီတော်အဲ့ဒါရှင်ပြရဲ့စိတ်ကူးတွေမိတ်မောင်ဗျာဒီဇေဒီဒါတော့သူလက်ပါမှာရမှာဇေဒီတဲခြင်းတော့
နံပါတ်1ဇေဒီတည်ဖို့အရေးပေါ့ဘုန်းကြီးဖြစ်ချင်တာလေးကိုကိုကောင်းပြောပြတယ် ဟုတ်တယ်မှာ ကိုကောင်းကနေပြီးတော့မြန်မာပြည်ကဒီက ဘာမှတိတ်မသိဘူးဆိုတော့ ဒီမှာရှိတဲ့တိတယ်လည်းချိတ်ပေးတယ်ချိတ်ဆက်ပေးပြီးတော့ချိတ်ဆက်ပေးလိုက်တော့အဲ့ချိတ်ဆက်ပေးတဲ့လူကိုဘုန်းကြီးဖြစ်ချင်တဲ့ပုံပေါ့ဒါပေမဲ့ဒီလိုစင်းတို့တော်ပုံနေဇေဒီတော်ပုံနေရတော့မြန်မာပြည်မှာတော့တော်တော်များများတီလေးရှိပါတယ်တင်မှာအေးနိုင်ငံခြားတိုင်းပြည်မှာတော့တိတ်တော့မတွေ့သေးဘူးပေါ့ ကျူးရှုမှာရှိတယ် ကျူးရှုမှာရှိတယ်ဟုတ်လေဒီဘုန်းကြီးတို့ကဒီဟိုပါပေါ့ရန်စီဒီထည့်ပြီးတော့ဒီလိုတည်ထားတာနဲ့ပတ်သက်လို့ပြောတာလေစီဒီတွေကျူးရှုမှာလည်းရှိတယ်ဟုတ်တယ်အဲ့ဒါနဲ့ဘုန်းကြီးဖြစ်ချင်တဲ့ပုံသဏ္ဍာန်လေးကိုအဲ့တကာကိုပြောလိုက်တာပေါ့နော်ဖိုလာပြေးလားဟုတ်ဖိုလာပြေးကနေတစင်ကောင်းနေပြီးတော့ငါတငယ်ချင်းရဲ့ဟိုပြည်သူကအချင်းချင်းပေါ့နော် ပြည်သူကချင်းချင်းအာဂီတက်ဆရာချင်း ပြည်သူကပြည်နာရှင်လည်းရှိတော့ရှိရတဲ့သူကတော့လေinterior တွေချလို့တာတော့သူကတော့အရင်တိတ်မကြွတယ်နော်သူနဲ့တည်တဲ့မြန်မာပြည်ကကောင်းထက်အကိုတယောက်ကိုဖိတ်ဆက်ပေးတဲ့အခါမှာ ကောင်းတယ်ဒါရိုက်တော့တားနဲ့တော့ဒါရိုက်တည်တာမဟုတ်မြန်မာပြည်ကဆရာတော်နဲ့ဆက်ပါပြီးတော့အဆင်ပြေသွားဆက်ပြီးတော့အဲ့ဒါဇီရီရတည်ပြတယ်ပေါ့နော်ပုံမှန်တရံပေါ့ဗျာပုံမှန်တရံကတော့ဘုန်းကြီးကဒါဂျပန်နိုင်ငံလည်းဖြစ်တော့ဇီရီကြီးပဲဆိုလို့ရှိရင်ဖျားဖူးရတဲ့အခါမှာလူတွေရာသီဥတုအနေနဲ့ပေါ့နော်နည်းနည်းဟိုဖြစ်မယ်အဲ့တော့အတွင်းထဲမှာလည်းဝင်ပြီးတော့ဖူးလို့ရအောင်ပထိုးပေါ့နော်ဇီဒီရောပထိုးရောတခါတည်းတွဲရဲ့ဇီဒီပထိုးဆိုပြီးတော့တွဲရဲ့ဒီပုံစံယူလိုက်တာပေါ့ဗျာပြီးတဲ့အခါကျတော့ခုနကကဘာအေးဇီဒီကကျူရှုမှာရှိတယ်လေရွှေတကုံဇီဒီလည်းရှိတော့ရှိပါတယ်ရှိမယ်ဘုန်းကြီးတို့မြန်မာလောက်တဲ့ရွှေတကုံမြန်မာဘုန်းကြီးရန်တန်ကလေးဆောင်ရွက်တဲ့ရွှေတကုံဇီဒီကမရှိသေးဘူးပေါ့အဲ့တော့နောက်တစ်ခါတိုကျိုမြို့အနီးလည်းဖြစ်တယ်ဒါကြောင့်အပေါ်ကတော့ရွှေတကုံဇီဒီပဲဖြစ်ရမယ်ဆိုတော့ဘုန်းကြီးရွှေတကုံဇီဒီတဲလိုက်တာပေါ့နော်ရွှေတကုံဇီဒီကိုတဲလိုက်ခြင်းအပြင်ဥမာဘေးကနေလှမ်းကြည့်လိုက်တာ ਨੇ ဒါမြန်မာเจ้าလို့သိအောင်လို့မြန်မာလူမျိုးတွေဆောင်ရွက်ထားတဲ့နေရာလို့သိအောင်လို့ရွှေတကုံဇီဒီတဲလိုက်တာပေါ့ဗျာရွှေတကုံဇီဒီတဲပြီးတော့ဘုန်းကြီးတခါဇီဒီအရန်လေးတွေထည့်တယ်ဒါလည်းပဲဟိုဇီဒီတစ်ခုရှိရင်ဇီဒီမှာဇီဒီအရန်ဆိုတာထားရတယ်ရှေးဆရာတော်ကြီးတွေမိတ်ဆိုချက်ပေါ့နော်ဒါကြောင့်ဇီဒီအရန်ရှစ်စုထည့်ပြီးတော့တဲလိုက်တာပေါ့တခါဆိုလိုချင်တာကမြန်မာလို့သိဖို့ရယ်မြန်မာလို့မြေုံနဲ့မြန်မာလို့သိဖို့ရယ်နော်နောက်တစ်ခါကျတော့တခါဘုန်းကြီးတို့ဒီဆောင်ရွက်တဲ့ဘုန်းကြီးရန်တန်ကားတွေလည်းထေရဝါဒဘုန်းကြီးရန်တန်ကားတွေဖြစ်တော့ထေရဝါဒဆက်တဲ့အရာလည်းဖြစ်ရမယ်ပေါ့နော်ထေရဝါဒဆက်တဲ့အရာမဟုတ်တာမဖြစ်အောင်ပေါ့ဗျာဒါမျိုးလည်းပါတာပေါ့ဗျာဒါကတော့နည်းနည်းထေရဝါဒလို့ပြောတဲ့အခါမှာနိုင်ငံခြားတိုင်းပြည်ကြတော့နည်းနည်းဆွဲလန်းရတော့ကြတာပေါ့နော်သို့တော်လည်းကိုကဒီလမ်းပေါ်မှာနေတာဟုတ်ဒီလမ်းပေါ်မှာနေတော့ဒီငွေအသက်ကိုမဖြစ်မနေထည့်တာပေါ့နော်ရွှေတကုံဖျားပေါ့နော်အခါရွှေတကုံဖျားပြင်မှာတခါဖျားရန်ရှစ်စုဆိုဒါကတော့ဘာသာရေးနဲ့ပတ်သက်တာပေါ့အကုန်လုံးဆိုရင်9စုဖြစ်သွားတာပေါ့9စုဆိုရင်ဖျားကုံတော်9ပါးလားဖျားကုံတော်9ပါးကိုလည်းကိုစားပြုရရောက်တယ်ဒါမှမဟုတ်ရင်လောကုတ္တရာတရား9ပါးကိုလည်းကိုစားပြုရရောက်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းထေရဝါဒဗုဒ္ဓဘာသာရဲ့ဗန္ဒယနိဗ္ဗာန်ရဖို့နိဗ္ဗာန်ရောက်ဖို့ဆိုလို့ရှိရင်လေမဂ္ဂင်ရှင်ပါအကျင့်တရားလိုအပ်တယ်အဲ့တော့ဇီဒီပင်မာကြီးကတော့နိဗ္ဗာန်လို့ကိုးစားပြုပြီးတော့ဇီဒီအရန်တွေကိုတော့မဂ္ဂင်ရှင်ပါအကျင့်တရားပေါ့ဒီလိုမျိုးတွေနဲ့ဟလာဖွင့်ဆိုချက်တွေနဲ့စိတ်ကူးတွေနဲ့ဇီဒီအရန်ရှစ်စုဇီဒီတော်ကြီးတစ်စုတည်ထားတာပေါ့ဒါရှင်ဘုရားရဲ့စန္ဒဟိုပြေးဝသွားတာပေါ့ဗျာဟုတ်တယ်တပည့်တော်မေခွန်းလေးမေးလျှောက်ကံပြပါဗျာစောစောကအရှင်ဘုရားဒီစာပေနဲ့ပတ်သက်ပြီးတော့ဟိုလောဘရှိတာနေလောဘမရှိတယ်ဆိုစကလုံးပေါ့ဗျာရှင်ဘုရားဒီတပည့်တော်ကတော့စန္ဒဆိုတဲ့စကလုံးလေးဟိုအဲ့ဒါလိုတပည့်တော်ဟိုစဉ်းစားပြီးတော့တပည့်တော်ဖခင်ကြီးကအဲ့လိုဟိုစာပေရေးတဲ့ခါမှာအဲ့လိုလောဘနဲ့စန္ဒဆိုတဲ့ဆောင်းပါးလေးသူရေးဘူးဟုတ်ကဲ့အဲ့တပည့်တော်တတိယလို့ပါဗျာတပည့်တော်အဖေကိုလည်းကျေးဇူးဆက်တဲ့အနေနဲ့ဟိုရှင်ဘုရားတပည့်တော်ကကျောင်းသားတွေလည်းစာသင်ရတဲ့သူဆိုတော့စာမွေးအောင်ကျင်တာဟာစန္ဒပါလို့လောဘမဟုတ်ပါဘူးလို့သူတို့ကအဲ့လိုပြောပြခဲ့ဘူးတယ်ဗျာအမှတ်တွေကောင်းကျင်တာလေလောဘမဟုတ်ပါဘူးလို့စန္ဒပါလို့အဲ့လိုလေးပြောပြခဲ့ဘူးပါတယ်ဗျာဟုတ်တယ်ဒါကြောင့်မို့ရှင်ဘုရားခုလိုကျောင်းတွေထောင်နိုင်တဲ့စန္ဒပါဇီဒီတန်နိုင်တဲ့စန္ဒပါအဲ့ဒါတွေပြေဝတယ်ပေါ့ဗျာဟုတ်စာပေပရိယတ်တွေကလည်းပဲဟိုစန္ဒလို့သုံးရင်ပုံများအဆင်ပြေမလားလို့အဆင်ပြေအဲ့ဒါမျိုးတပည့်အဲ့တော့တခါကြီးတော့ဟိုမှတ်ပါတယ်တ
ဒါတခိုင်းစကားအမှန်ဆုံးပေါ့လေဘာလို့လဲခုနကဘုန်းကြီးတို့လောဘလို့ပြောလိုက်တဲ့အခါမှာဘာလို့ပြောလဲဆိုတော့များသောအားဖြင့်ဟိုတချို့ကဒီလိုပြောမှနားလည်ကြတာမလို့ပြောလိုက်တာပေါ့ဗျာ မှန်ပါဗျာ ဒီလိုဗျဘုန်းကြီးအဲ့ဒီမှာခုနမြင့်ညံမှာပေါ့လေဒီဓမ္မစီယဘဝနဲ့နေရင်ဘုန်းကြီးကတိတ်မစင်းရဘူးချမ်းသာတယ်ပြည့်စုံတယ်ဘာလို့လဲဆိုတော့ငငယ်ရွယ်လေးနဲ့ဓမ္မစီယရောက်တော့ဒကာတော်မတွေအတော်ကိုဒကာကြီးဖူးမှုတ်ထားတာ မှန်ပါ ပြည့်ပြည့်စုံစုံထားတာ ဒါမြမထုံးစံပါဗျာ ပြည့်ပြည့်စုံစုံထားတာဒါပေမဲ့အဲ့ဒီဟိုအဲ့လိုနေတဲ့အချိန်မှာမြင်းကြံမှာတရမပါလာစာမေးဝဲဆိုတာရှိတယ်ဘိဝန္တစာမေးဝဲ မှန်ပါဗျာ ဘိဝန္တစာမေးဝဲကိုမန္တလေးကဘုန်းကြီးတွေလာပြီးစာမေးဝဲလာဖြေကြတာ သူတို့စာမေးဝဲဖြေတဲ့အချိန်မှာသူတို့ရဲ့မှတ်စုစာအုပ်ကိုဘုန်းကြီးယူဖတ်ကြည့်တာ မှန်ပါ ယူဖတ်ကြည့်တော့ဘုန်းကြီးတို့ရဲ့တရားတရားသင်တဲ့ထဲမှာအထောက်ကရတင်ညာတော်ဆိုတဲ့တုတ်တစ်ခုရှိတယ်ဒါပထမဆုံးသင်ရတဲ့တရားတွေ မှန်ပါဗျာ အဲ့ဒီမှာသင်ရေးထားတယ်ဗျအထောက်ကရတင်ညာတော်လို့ဘာလို့တုတ်ကိုတီးထားတာတော့အ내ဒိဗ္ဗေကိုအခရာနဲ့သိရမှာမဟုတ်ဘူးတကယ်တမ်းပုံနဲ့သိရတာဖြစ်တယ် မှန်ပါ အဲ့တော့တကယ်လို့ဒီတုတ်တစ်ခုတီးမဲ့အခါမှာအထောဗရတင်ညာတော်လို့သာသိသိနေဘာလို့အခရာတင်ညာတော်လို့တီးတာလဲပေါ့မိခွင်းကအမေအဖေကဘုန်းကြီးကစဉ်းစားကြည့်တယ်ငါဒီဟာတွေလဲဒီအထောက်ကရတင်ညာတော်ကလေးလေးဘွားလေးတွေသင်လာတာ မှန်ပါမှန်ပါ ဒီအမေရဲ့အဖေကိုငါဘလို့မှရှာလို့မရဘူး မှန်ပါ သိလည်းမသိဘူးအခုငါဓမ္မစီရရောက်နေ တင်ပါ ဟောငါစာဘာမှလည်းမတတ်သေးပါလား တင်ပါ ငါသူတို့လိုစာတက်သူတို့လိုဒီစာမျိုးဝဲကြီးတွေဒီလိုစာတွေကိုဖြည့်ခြင်းနဲ့စိတ်တွေပေါက်လာတယ် မှန်ပါ အဲ့ဒါကိုဘုန်းကြီးလောဘလို့ပြောလိုက်တာပါ မှန်ပါဗျာ ဒီကခုနပြောတယ်ဒကာကြီးပြောတဲ့ဆန္ဒပေါ့ဆန္ဒပြင်းလာတာပေါ့ဗျာ မှန်ပါ နော် ဗျာ လူငယ်တွေပြောရင်တော့ဘုန်းကြီးကလောဘလို့ပြောမှရမှာသူတို့ မှန်ပါလူငယ်တွေ အဲ့ဒါနဲ့လောဘကြီးတယ်ဖြစ်သွားတာပေါ့ မှန်ပါ အဲ့ဒါနဲ့ဘုန်းကြီးကဘာလုပ်တော့ဆိုတော့မှဒီစာတွေငါသင်လို့ရသေးတာပဲပေါ့နော် မှန်ပါ အဲ့ဒါနဲ့လာဆာမွဲလာဖြစ်တဲ့ဘုန်းကြီးတွေမေးကြည့်တယ်တပည့်တော်တို့အရေးချင်းနဲ့အဲ့ဆာမွဲတွေဝင်ဖြေလို့ရလားအရှင်မရဘယ်တန်းလဲဓမ္မစီရရောက်နေပြီဟာအရှင်မရအသက်ဘယ်လောက်လဲကျုပ်20ပဲရှိသေးတယ်အရှင်မရရတာပေါ့လှုပ်ဆန်းမှာအရှင်မရတို့ပဲဒီလိုစိတ်ဝင်စားတော့တိတ်ကောင်းတာပေါ့ မှန်ပါ သူတို့ကလည်းဝိုင်းမြောက်ပေးတာပေါ့ မှန်ပါမှန်ပါ သူတို့ကလည်းလက်တွဲခေါ်တယ်ပြောတော့ဗျာနောက်ဖုံမိုးရဲ့ဆရာဘုန်းကြီးမန္တလေးရဲ့ဆရာဘုန်းကြီးကလည်းဘုန်းကြီးကိုဖြစ်စေချင်တာမင်းလုပ်ပါနဲ့သူကမြောက်ပေးတာ မှန်ပါမှန်ပါ ကိုယ်တိုင်လည်းအဲ့လိုဆန္ဒပြင်းပြတယ်လို့သူတို့ကလည်းအဲ့ဆရာတော်ကလည်းပဲဘုန်းကြီးတို့ဖြစ်စေချင်တဲ့ဆန္ဒရှိတော့မန္တလေးသွားပြီးတော့ကျောင်းမစိုးရင်သွားတက်တာပေါ့ မှန်ပါ သာသနာသွားဖြေတာပင်မန်းတာပေါ့ဗျာဆင်းရဲတာပေါ့ဒုက္ခရောက်တာပေါ့အဲ့ဒါကိုပြောတာ ဟောမှန်ပါဗျာ ဒီမှာဟလာဓမ္မစီရဘွားလေးနဲ့အေးစီစီနေရင်ဒကာဓမ္မဖူးမှုတ်ထားမယ်အေးစီစီဆွမ်းသင်္ကန်းကျောင်းစီခါတဲ့ညိတ်နေုံပဲ တင်ပါ အဲ့တော့ဒီဥစ္စာကိုစွန့်လွတ်ပြီးတော့ တင်ပါဗျာ ဆင်းရဲရင်လည်းဆင်းရဲပလေးစီဆိုပြီးတော့စာတင်တာကိုလောဘကြီးတယ်ပြောတာပေါ့နော် တင်ပါ ငါအဲ့ဒီဇာဘက်ကိုပဲလိုက်သွားလိုက်တာမန္တလေးမဆိုရင်ရောက်သွားတာပဲ စပြခုနကပြောအခရာနဲ့စာပိုင်းနဲ့ဆိုတာအဲ့ဒါတပည့်တော် ဒကာကြီးသွားအထောတဲ့အ내ဒိဗ္ဗေကိုတဲ့အခရာတင်ညာတော်အခရာတို့ဖြင့်သာသိရမှတ်ရတယ် မှန်ပါမှန်ပါ ဒါပေမဲ့လို့အခရာကတစ်လုံးချင်းစီနဲ့တကယ်တမ်းကျရင်အ내ဒိဗ္ဗေကိုမသိဘူးပေါ့ဥပမာဆိုပါတော့ဒကာကြီးကပုရိသ တင်ပါ ပုရိသဆိုရင်ယောက်ျားလို့ မှန်ပါ အ내ဒိဗ္ဗေထွက်တယ်မဟုတ်လား မှန်ပါ အဲ့ဒါဆိုလို့ရှိရင်ပုရိသဆိုတာပုတ်တစ်ခုဖြစ်သွားပြီ မှန်ပါမှန် ပုတ်တစ်ခုဖြစ်သွားပြီ မှန်ပါ အဲ့တော့ဒါဆိုလို့ရှိရင်ဘာကြောင့်ဒီပုဆိုတဲ့အခရာလေးတစ်လုံးပုဆိုပါဇာဆိုတဲ့အခရာလေးတစ်လုံးဥဆိုတဲ့အခရာလေးတစ်လုံးရာကောက်ဆိုတဲ့အခရာလေးတစ်လုံးဣဆိုတဲ့အခရာလေးတစ်လုံးလှဆိုတဲ့အခရာလေးတစ်လုံးနဲ့ကတော့ဒီ내ဒိဗ္ဗေအကုန်လုံးမထွက်နိုင်ဘူး တင်ပါတင်ပါတင်ပါ ဟုတ်တယ်လား တင်ပါ ဒါဆိုလို့ရှိရင်ဘာလို့အခရာဗရအခရာအထောဗရတင်ညာတော်လို့မတည်ဘူးနဲ့အထောအခရာတင်ညာတော်လို့ဘာကြောင့်တည်တာတော့ဆိုတဲ့အဓိပ္ပာယ်မေးတာ ဟောတင်ပါ ဆိုတော့ဘုန်းကြီးတို့အတင်လာတာကအဲ့လိုတင်တာမဟုတ်လေ တင်ပါ အတင်လာအထောအ내ကိုအခရာတင်ညာတော်အခရာတို့ဖြင့်ကောင်းစွာသိရမှတ်ဒါပဲတင်တာဟုတ် မှန်ပါမှန်ပါ ငယ်ငယ်လေးတော့တင်တာဒီအခုနပြောတဲ့ဘိဝန္တာစာမျိုးရဲ့လုပ်ငန်းတွေကြတော့အဲ့လိုမရတော့ တင်ပါတင်ပါ ဆိုတော့အဲ့ပြဿနာတွေကနေစပြီးတော့ဘုန်းကြီးကအဲ့ဒါတကြတရားစာမွေးဖြည့်ကျင်သွားတာ မှန်ပါမှန်ပါတပည့်တော်အဖေကလည်းပြောဘူးတဲ့ဗျာပါဠိတစ်လုံးကအ내တွေအများကြီးပဲတဲ့내တစ်လုံးနဲ့မဟုတ်ဘူးတဲ့အဲ့လိုပြောဘူးတဲ့ဗျာ ဟုတ်ပါ ပါဠိတစ်ချက်အ내ထွေတွေအဲ့လိုမျိုးစကားလုံးတော့ ဟုတ်ပါတယ်ဒါလည်းဘုန်းကြီးတို့ဒီဟိုပါပေါ့ဗိဒံနဲ့မှာရှိတယ်လေဗိဒံနဲ့မှာဒီဘာခေါ်မလဲဒီပါဠိစကားလုံးတစ်ခုတည်းကနေပြီးတော့အဓိပ္ပာယ်ထွက်တာဘယ်နှလုံးထွက်တယ်ဆိုတာပေါ့နော် မှန်ပါ ရှိတယ်ပေါ့ မှန်ပါ
ဒီဒသနာဆိုတဲ့စကားတပည့်တော်တို့ဟိုရှင်ဘုရားစောစောကမိန်ဒီတာမနာနင်းစာဒသနာဆိုတော့မြင်ရတယ်ပေါ့အချင်းမျိုးဖူးရတယ်ပေါ့ဖူးရတယ်မြင်ရတယ်ပေါ့ဘုရားအဲ့လို ဖူးရတယ်မြင်ရတယ်ကြည်ရတယ်တွေ့ရတယ် အဲ့လိုမျိုးပေါ့ဘုရားဒီ အဲ့လေဒီကနေ့တော့ကွာမြောက်ကန်တာပါဘုရား ဟုတ်ပါပြီနော်ကဲကောင်းပါပြီကဲကျမ်းပါပါစေချမ်းသာပါစေဗျာဘယုပတ်တိလည်းခင်ပါစေသာသနာကျိုးကိုလည်းဒီတဲ့တိုးပြီးတော့သေပူးနိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေ